သနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1384ခုနှစ်ဥဒဂုလဝိကျော်8ရက်2022ခုနှစ်ဧပြီလ23ရက်စနေနေ့၌အွန်လိုင်းမှာဟောကြားအပ်သောသမယနေ့၌ဟောကြားတော်မူအပ်သည့်မြတ်ဗုဒ္ဓ၏ထေသနာတော်များအပိုင်းနှစ်တရားတော်မဟာသမယတုတ်6တုတ်ထဲကရာဂစရိုက်ရှိတဲ့နတ်ပြမာတွေကိုရာဂစရိုက်အကြောင်းပြုပြီးတော့ဒီတုတ်တန်ကိုရာဂစရိုက်တွေလျှော့ပါသွားစေဖို့ပျောက်သွားစေဖို့ဒီတုတ်တန်ကိုဟောတာဖြစ်အဲ့တော့ဟောတဲ့အချက်မှာလူနဲ့နတ်တွေကအယူဆတွေကတိတ်မကွာကြဘူးပေါ့လူပြည်မှာလွယ်မားတဲ့မင်္ဂလာတွေကိုလက်ခံထားသလိုနတ်တွေမှာလည်းပဲလွယ်မားတဲ့မင်္ဂလာတွေလက်ခံထားတဲ့သဘောရှိတယ်အဲ့လူတွေမှာတော့နတ်တွေတဲ့ပိုကောင်းပို့လိမ့်မယ်အဲ့နတ်တွေကတော့အိမ်မက်သလားမပဲဘူးလားမသိဘူးလူတွေကတော့အိမ်မက်တယ်အကျိုးအပြစ်တွေပါလေဖော်ပြတဲ့အခါမှာလူနဲ့နတ်နဲ့ကတိတ်ပြီးတော့မကွာဘူးလွယ်မာတဲ့အယူဆွဲတွေကရှိနေကြတာပဲဒါမို့မင်္ဂလာနဲ့ပတ်သက်ပြီးတော့လူပြည်ကတည်းစဉ်းစားတာမဟုတ်ဘူးနတ်ပြည်ကလည်းစဉ်းစားတာပဲလေ12နှစ်ကြာမင်္ဂလာအစစ်မှန်ကိုရှာခဲ့ကြတယ်အဲ့တော့လူပြည်နဲ့နတ်ပြည်ဆိုတာအလန်းကြီးမကွာလို့ဆက်ဆက်နေကြတယ်လူပြည်မှာလူညစ်တွေရှိသလိုနတ်ပြည်မှာလည်းနတ်ညစ်တွေရှိဖို့ရစိတ်ဓာတ်မကောင်းတဲ့နတ်တွေရှိတာပဲအဲသူတို့ကမနတ်နဲ့ပေါင်းသိမ်းပြီးတော့ကောင်းတဲ့လူတွေကိုဒုက္ခပေးချင်တာတွေဒါမျိုးတွေရှိတာပေါ့အဲ့တော့မြတ်စွာဘုရားရဲ့သမ္မာပရိပါဇနိယသုံးနဲ့ပတ်သက်ပြီးတော့ရှင်းလင်းဟောကြားမှုတွေကိုကြည့်မယ်ဆိုရင်သိကွာခြားမှုလူတဘာဝနတ်တဘာဝတူးနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဘာဖြစ်လို့လဲဆိုတော့ကာမလောကလို့ခေါ်တဲ့ကာမ7ပုံမှာရှိတဲ့အတွေးအမြင်တွေကတူကြတယ်ပေါ့နော်တူကြတယ်ဟိုပြမပြေရောက်တဲ့အခါကျတော့အဲ့ထူးခြားမှုရှိသွားတယ်အဲ့တော့ဒီကာမပုံဆိုတဲ့အတိုင်းပဲပျက်စီးနာနာလျာကာယတို့ကမြင်ရတဲ့အာယုံပေါ်မှာတွေ့တာမှုရှိကြတာတွေကတူညီတယ်လို့ပြောရမှာပဲဒါကိုကာမဂုဏ်အာယုံလို့ခေါ်တာပေါ့နော်ကာမဘုံအာယုံအဲ့တော့နေမိတဘုရားရဲ့အမေကိုဘုရားဘုရားကပထမတက္ကထာနဲ့ဖြစ်ဆိုကြောင်းအပိုင်း1မှာဟောခဲ့ပြီအခုအပိုင်း2မှာကြတော့ဒုတိယမြောက်ဖြေဆိုတာမေကွန်းကတော့ဒီမေကွန်းပဲဖြေတဲ့အဖြေတွေကတော့မြတ်စွာဘုရား15မျိုးဖြေထားတာပေါ့နော်ပြည့်စုံလို့15မျိုးဖြေတာအဲ့တော့ဒုတိယအဖြေကဘာလို့ဆိုရာခံဝိနယေထမနုတေတုဒိဗ္ဗေတုကာမေတုသာပိဘိက္ခုအတိတ်ကမဘဝံသမစ္ဆဓမ္မသမ္မာသောလောကေပြိပစေယအဲ့တော့လောကကြီးကထွက်ခွာဖို့အတွက်လောကကြီးကထွက်ခွာဖို့အတွက်လောကနဲ့ပတ်သက်မှုမရှိအောင်နေထိုင်မှုအတွက်ဘလို့ချင့်ကြံရမယ်ဘာတွေကိုဖယ်ရှားရမယ်ဆိုတာရှင်းရှင်းလင်းလင်းဟောကြားတာဖြစ်တယ်ရာဂံဝိနိယထမနုတေတုဒိဗ္ဗေတုကာမေတုသာပိဆိုလူပုံမှာပြောစရာအာယုန်တွေပဲဖြစ်ဖြစ်နတ်ပုံမှာပြောစရာအာယုန်တွေပဲဖြစ်ဖြစ်ဆွဲလမ်းမှုကိုဖျောက်ရမယ်ဒါပထမအချက်ပဲရာဂံဝိနိယထမနု
တေတုဒိဗေတုကာမေတုစာပိဆိုလူကာမဂုဏ်နတ်ကာမဂုဏ်တို့ဒီလိုဆိုလို့တယ်ကာမဆိုတာနှစ်သက်စရာတွေပြောစရာတွေနော်လူချင်းစရာတွေကာမလို့ခေါ်တာအဲ့တော့လူပြေမှာရှိတဲ့လူချင်းစရာတွေကိုမနုတေတုကာမလို့ပြောတာနတ်ပြည်မှာရှိတဲ့လူချင်းစရာတွေကိုဒိဗေတုကာမလို့ဆင်တန်းချင်းတော့ကြွားမှာပေါ့သို့တော့ကာမဂုဏ်အာယုန်ကြီးကတော့တူတူပဲလူတွေရဲ့အကြိုက်နတ်တွေရဲ့အကြိုက်ဆိုလူနဲ့နတ်ကာမဂုဏ်အာယုန်ရဲ့အဆင့်တန်းကြီးကတော့လွန်ကွာသွားတယ်လွန်ကွာသွားတယ်တိရစ္ဆာန်တွေရဲ့ကာမဂုဏ်အာယုန်ပဲကြည့်လူကာမဂုဏ်အာယုန်နဲ့သူကအဆင့်တန်းမမီဘူးပေါ့အောက်ကြတယ်ဒါပေမဲ့သူတို့ဟာသူတို့သဘောကျနေကြတာပဲကြိုက်တာပဲတိရစ္ဆာန်တွေကလည်းတိရစ္ဆာန်မှာဖြစ်တဲ့ကာမဂုဏ်အာယုန်တွေကိုသဘောကျတာရှင်းတတ်နေတာပဲသူတို့လည်းလူကလည်းလူကာယုံကာမဂုဏ်အာယုန်ဒီပေါ်မှာရှင်းတတ်တယ်နတ်တွေကလည်းနတ်ကာမဂုဏ်အာယုန်ဒီပေါ်မှာရှင်းတတ်တယ်အဲ့ဒီရှင်းတတ်ပြီးတော့ဆွဲလန်းနေတဲ့တဏှာရာဂကိုဖယ်ရမယ်လို့ဆိုလို့တယ်အဲ့တော့ဘယ်ဘဝရောက်ရောက်ဒီတွေ့တာမှုတွေဆွဲလန်းမှုတွေရှိနေတာဖြစ်တယ်ကိုယ်ဘဝနဲ့ကိုယ်နော်လူစားမျိုးမျိုးပဲအသားဖြူတာကြိုက်တယ်လို့အသားမဲတာကြိုက်တာလည်းရှိပါအာဖရိကတွေသွားပြီးအကြမ်းမဲကြီးတွေကြိုက်မှာပဲသူတို့လေဖြူတာကြိုက်တယ်မဲတာကြိုက်တယ်ဝါတာကြိုက်တယ်ပိန်တာကြိုက်တယ်ကြိုက်တယ်မျိုးစုံပဲအဲ့တော့လူကာမဂုဏ်ပဲဖြစ်ဖြစ်နတ်ကာမဂုဏ်ပဲဖြစ်ဖြစ်တဲ့ဆွဲလန်းနှစ်သက်မှုကိုတော့ဖယ်ရှားရမယ်ဆွဲလန်းနှစ်သက်မှုရာဂကိုဖယ်ရှားနိုင်ရမယ်တဲ့အဲ့ဒါလို့ဖယ်ရှားလိုက်လို့ဘာဖြစ်တော့ဆိုအတိတ်ကမ္မဘဝံသမစ္ဆဓမ္မသမစ္ဆဓမ္မဆိုတာသစ္စာတရားကိုအမှန်သိသွားတယ်သစ္စာတရားကိုမသိဘဲနဲ့တဏှာကိုမပယ်နိုင်ဘူး။ဟောသစ္စာတရားသိဖို့သမစ္ဆဓမ္မသစ္စာတရားကိုသိရှိပြီးတဲ့အခါကျတော့အတိတ်ကမ္မဘဝံဒီဘဝကိုလွန်မြောက်နိုင်တယ်နိဗ္ဗာန်ဘဝကိုလွတ်မြောက်တဲ့ဆိုတာနိဗ္ဗာန်ရမှာဘဝကိုလွတ်မြောက်တာဟုတ်သစ္စာတရားသိမှနိဗ္ဗာန်ကိုရမှာအဲ့တော့အတိတ်ကမ္မဘဝဆိုတာဘဝကိုလွတ်မြောက်တာဘာလို့ဆိုနိဗ္ဗာန်ပဲအဲ့တော့ဒီနေရာမှာအဓိကရာဂကိုဥစားပေးပြီးတော့ဖြေထားတယ်ဒုက္ခသမုဒယလို့ဆိုတဲ့နေရာမှာဒုက္ခကိုဖြစ်စေတာလေဒီတဏှာရာဂပဲလေသူကအရေးကြီးတဲ့ဟာတစ်ခုပဲဒါကြောင့်မြတ်စွာဘုရားဟောတာကိုစကလုံးရှင်းရှင်းနဲ့ပြောမယ်ဆိုရင်လူပုံမှာရှိတဲ့ပြောစရာနတ်ပုံမှာရှိတဲ့ပြောစရာအဲ့ဒီပြောစရာတွေကိုဆွဲလန်းနေတဲ့တဏှာကိုဖြောက်ရမယ်ပယ်ရမယ်နော်သစ္စာတရားကိုသိမြင်ပြီးဘဝကိုလွတ်မြောက်ပြီးတဲ့ပုဂ္ဂိုလ်ဟာလောကကြီးကိုလောကကြီးကထွက်ခွာနိုင်တယ်လောကကြီးကထွက်ခွာတယ်ဆိုတာလောကထဲမှာနေပြီပဲလို့လောကနဲ့ထိတွေ့မှုမရှိတော့လောကဆိုတာငိုခြင်းငိုရဲခြင်းရဲ့မယ်လေအဲ့တော့လောကထဲမှာနေတဲ့ပုဂ္ဂိုလ်တွေကငိုစရာတွေ့လဲငိုကြတယ်ရဲစရာတွေ့လဲရေးကြတယ်လောကထွက်ခွာသွားတဲ့ပုဂ္ဂိုလ်ကကြတော့ငိုစရာတွေ့လဲမငိုတော့ဘူးရဲစရာတွေ့လဲမရဲတော့အဲ့လောကလုံးမြောက်ကြာပန်းဟာရေထဲမှာရှိပေမဲ့လို့ရှည်နဲ့ညစ်ပေခြင်းထိဆက်ခြင်းရေကြောင့်ဆိုထိုင်းခြင်းဆိုတာမဖြစ်ဘူးသူက6သိတန်းစင်နေတာပဲအဲ့ဒါလို့ဆိုလို့တယ်မြတ်စွာဘုရားလောကထဲမှာနေပေမဲ့လို့လောကကရဲတာမျိုးမဟုတ်ဘူးငိုရင်ငိုတာမျိုးမဟုတ်ဘူးငိုခြင်းရဲခြင်းနှစ်သက်ခြင်းမုန်းတီးခြင်းဒါတွေတခုမှမရှိတော့ဒါလောကနဲ့လောကကလွတ်မြောက်သွားတာလို့ခေါ်တယ်ထွက်ပြောက်သွားတာလို့ခေါ်တယ်စိတ်ဓာတ်အဖြစ်ထွက်ပြောက်အဲ့တော့ဒါဒုတိယဖြေလိုက်တဲ့ဖြေတရားဒီဖြေရဲ့အချင်းချုပ်ကတော့ဘာလို့
အချင်းချင်းပြောမယ်ဆိုရင်ကိလေသာကိုပယ်ရမှာပဲဒါပေမဲ့တို့ကောင်းကောင်းအာရုံနဲ့ပတ်သက်နေတဲ့အဓိကကိလေသာကတဏှာရာဂသာဖြစ်တယ်ဒါကြောင့်ရာဂကိုပယ်ရမယ်ရာဂပယ်မှဘဝကိုပယ်နိုင်တယ်အဲ့လိုဘဝကိုလွတ်မြောက်နိုင်တယ်ဘဝကိုလွတ်မြောက်ဖို့ဆိုတာသစ္စာတရားကိုသိဖို့လိုတယ်ပေါ့သစ္စာသိတဲ့မဉ္ဇဉ်နဲ့မှာရာဂကိုပယ်နိုင်ရာဂကိုပယ်မှဘဝဆိုတာလွတ်မြောက်နိုင်ဟုတ်တယ်သစ္စာလေးပါးမှာကြည့်ဒုက္ခသမုဒယဆိုတာတဏှာရာဂပဲလေဒုက္ခသမုဒယကိုပယ်မှဒုက္ခကိုကျော်လွှားနိုင်တာကိုဒါကြောင့်မို့အဲ့ဒါကိုပယ်လိုက်တဲ့အခါမှာဘဝဆိုတဲ့ဒုက္ခကိုဖယ်ရှားနိုင်တယ်ပေါ့ဒီနေရာမှာဒုက္ခလို့မသုံးမနဲ့ဘဝလို့သုံးထားတယ်လို့ဒီသုံးနှုန်းလေးတွေကိုလည်းသတိထားဖို့လိုတယ်ဘဝနဲ့ဒုက္ခတူတူပဲလို့မှတ်ရရာဂနဲ့ဒုက္ခသမုဒယတကယ်ချုံးလိုက်ရင်သစ္စာလေးပါပဲရှိတာကိုအဲ့လိုဖြည့်ရှင်းပြီးတော့နောက်မြတ်စွာဘုရားတတိယမြောက်အဖြေကိုဆက်ခေါ်တယ်ဝိပိဋ္ဌိကတ္တဝနာပေတုနာနိလောကမှာအကျင့်တရားပြည့်နေတဲ့ပုဂ္ဂိုလ်တွေအလွန်များတာဒါကြောင့်လောကကြီးနဲ့ဆက်ဆက်မှုမရှိဖို့အတွက်ကလောကကြီးကထွက်ခွာဖို့အတွက်ကိုယ်ချင်းတရားကောင်းမှုလိုတယ်ဒါကြောင့်ဒီမှာတတိယအဖြေမှာဝိပိဋ္ဌိကတ္တဝနာပေတုနာနိကောဒံကတရိယံသဟေယဘိက္ခုအနုရောဓဝိရောဓဝိပဟိနောသမ္မာသောလောကေပရိပစေယအဲ့တော့ဒီလောကကြီးကထွက်ခွာဖို့ဆိုလို့ရှိရင်လွယ်တကူနဲ့လောကကြီးကထွက်ခွာလို့ရမှာမဟုတ်ဘူးလောကကြီးကထွက်ခွာဖို့အတွက်ကိုယ်ချင်းတရားနဲ့ပတ်သက်ပြီးဘာလို့ရမလို့အလျော်ဘာသာပြန်ကြည့်မယ်ဆိုရင်ခင်မင်သည့်ဆက်ဆံရေးပြက်ပြားအောင်ပြုလုပ်ခြင်းကိုရှောင်ကျဉ်ပါဒါပါပြောတာတော့ဆိုဝိပိဋ္ဌိကတ္တဝနာပေတုနာနိပေတုနာဆိုတာဂုံးတိုက်တာဆိုတာဘာလို့ခင်မင်နေတဲ့ဆက်ဆံရေးကိုပြက်ပြားအောင်လုပ်တာပဲလေနော်ခင်မင်သည့်ဆက်ဆံရေးကိုပြက်ပြားအောင်ပြုလုပ်ခြင်းကိုရှောင်ရမယ်လူလောကမှာအလွန်များတဲ့တောင်းတဲ့တယောက်မတက်အောင်ခင်မင်နေတဲ့ဆက်ဆံရေးတွေကိုပြက်ပြားတော့ခြားဝင်တတ်ရှုခြင်းတဲ့ဆိုတာပြည့်နေတာပဲနော်လူတယောက်ခြားဝင်ပြီးတော့တယောက်နဲ့တယောက်မတက်အောင်လုပ်တာအလွန်လွယ်တယ်ပေါ့တူတူပြောရနေပြီးတော့ဟိုလိုပြောလိုက်ဒီလိုပြောလိုက်နေတူနဲ့တူမတက်ကြတော့ကွဲ့ပြဲကုန်ကြအဲ့ဒါကိုဘာခေါ်တော့ဆိုဝိပိဋ္ဌိကတ္တဝနာပေတုနာနိလောကကြီးကိုဒုက္ခပေးနေတဲ့အချင်းပြတ်မှုအဲ့ဒီဟာပေတုနာဆိုတာပေဆိုတာချစ်ခင်မှုသူဆိုတာစိတ်သုံးသွားအောင်နာဆိုတာပြုလုပ်တာလို့ဒီလိုအဓိပ္ပာယ်ရတယ်နော်အဲ့တော့ခင်မင်သည့်ဆက်ဆံရေးပြက်ပြားအောင်ပြုလုပ်ခြင်းကိုဝိပိဋ္ဌိကတ္တဝနာဖယ်ရှားလိုက်တယ်ကြော့ခိုင်းလိုက်တယ်ဒီလို့မလုပ်ဘူးလို့ဆိုလို့တယ်လောကလူတွေတုံနဲ့တူဆက်ဆံရေးပြည့်ပြည့်အောင်သာပြောတယ်ဆက်ဆံရေးပြပြသွားအောင်မလုပ်အောင်လုပ်ရင်ပြဿနာတွေအများကြီးတက်လာတယ်ပေါ့လူအတိုင်းဝဲမှာနော်ဒါကြောင့်မို့ဒီလောကကြီးထဲမှာဒီဆက်ဆံရေးပြပြအောင်လုပ်ခြင်းအပြင်လောကကြီးကိုရှုပ်ထွေးသွားစေတယ်အဲ့ဒါဒီမှာကဘူးကောဒံကတရိယံသဟေယဘိက္ခုကောရာဆိုထိခနဲ့စိတ်ဆိုးတတ်တာကိုလည်းဖယ်ရမယ်ထိခနဲ့စိတ်ဆိုးတတ်တာကိုလည်းပဲစိတ်မဆိုးရဘူးတော့တိခဉ္ဉမရှိရင်လည်းကွဲတာပဲဒိဋ္ဌုကထိခတဲ့ရှိစိတ်ဆိုးတတ်ရင်လည်းကွဲကြမှာပဲဘလောက်ခင်မင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဒေါသဖြစ်သွားရင်ကွဲတာပဲလေအဲ့ဒါကြောင့်ကောရာဆိုတဲ့ထိခနဲ့ရှိစိတ်ဆိုးတဲ့အမျက်ထွက်တယ်ဆိုတာမျိုးနဲ့ဖယ်ဖို့လိုတယ်တဲ့နောက်တစ်ခုကကတရိယဆိုတာကုအရိယဆက်ဆုပ်เสียကောင်းလောက်အောင်ဝန်တိုအိဆာမတရာပြားတဲ့ပုဂ္ဂိုလ်ကတရိယလို့ခေါ်တယ်ကိုယ်တိုင်ကသာသူများကိုမပေးတာမဟုတ်ဘူးသူများကိုပေးတဲ့ပုဂ္ဂိုလ်တောင်သူကတားမြစ်တယ်ကတရိယဆိုတာပြင်းထန်တဲ့မစ္စရိယရှိတဲ့ပုဂ္ဂိုလ်ခက်ထန်တဲ့မစ္စရိယသမားအဲ့တော့ခက်ထန်တဲ့မစ္စရိယရှိသလိုနူးညံ့တဲ့မစ္စရိယလည်းရှိတယ်မတိမတာလေးပေါ့
ဝန်တိုတယ်ဆိုတဲ့နေရာမသိမသာလေအိဒါနဲ့ကွဲတယ်သူကမစ္စရိယဆိုတာငါဟာငါအတွက်သာကိုယ့်ရဲ့အောင်မြင်မှုကိုသူများနဲ့မဆက်ဆံချင်တာကိုယ်သာကြီးပွားချင်တာသူများကြီးပွားမှာကိုမကြိုက်တာအဲ့ဒါမျိုးမစ္စရိယလို့ခေါ်တယ်အဲ့ဒီမစ္စရိယကပြင်းထန်လာပြီဆိုရင်ကတရိယလို့ခေါ်တယ်ထထမစ္စရိယလို့စာပေကျမ်းကမှာသုံးတယ်ခက်ထန်တဲ့မစ္စရိယဆိုတာခိုင်မာသွားတဲ့မစ္စရိယပေါ့နော်ဗမာတွေပြောရင်နှမျောအိုးကြီးလို့ခေါ်တာပေါ့နော်နှမျောအိုးလို့ခေါ်တာအဲ့ဒါအလုံးကိုနှမျောတဲ့လူကိုနှမျောအိုးလို့ပြောတယ်နဝေကတရိယထေဝလောကဝဆန္တိတဲ့မြတ်စွာဘုရားဟောတယ်ကတရိယဆိုတဲ့ကိုကျိုးရှာသဘာကိုအတွက်သာကြည်တတ်တဲ့လူကဘယ်တော့မှနတ်ပြည်မရောက်ဘူးလို့မြတ်စွာဘုရားဟောတယ်ကိုအတွက်ကိုကြည့်တယ်လေမပေးဘူးလေသူမှလက်ကအမြဲတမ်းပြန်ရုပ်နေတယ်မစ္စရိယဆိုတာအဲ့ဒါသူများတောင်းရင်လက်ပြန်ရုပ်လိုက်သူများကိုလက်ကမ်းမှုလွန်ခဲရင်ဒီစာခသမားကလက်ကမ်းနေပေးဖို့ကမ်းမှုလက်ဆင်းနေရှိတယ်ပေးတယ်နော်မစ္စရိယသမားကျတော့လက်ကိုအမြဲတမ်းရုပ်တယ်ကြားဦးရမို့လားရှိစရာပြောရပေမဲ့လို့ဘုန်းကြီးတော်ရေးနေတဲ့အခါကျတော့ဟိုတကာကလှေဘွားတကာကလမ်းပြောတယ်ရှင်ဘုရားရေးနေရှင်ဘုရားလက်လေးပေးလိုက်ပါဆိုတော့ဘုန်းကြီးကပြန်ရုပ်သွားတယ်သူလည်းမပေးဘူးအဲ့ဒါနဲ့တပည့်တော်လက်လေးကိုလှမ်းဆွဲလိုက်ပါဗျာဆိုမှဆွဲတယ်ပေးရမှကြောက်တယ်ဆိုအတိတ်ပဲအကြီးစားပြောတာတော့ဖြစ်ပါလိမ့်သို့ပေမဲ့အဲ့မျိုးလည်းမရှိဘူးလို့ပြောလို့မရပေးပါဆိုလို့ရှိရင်တွန့်သွားယူပါဆိုရင်တွတ်တယ်လူတွေလည်းကြည့်လေပတ်စံချေရမယ်ဆိုတော့မလေးပြုံးနဲ့တွတ်တယ်ပြန်ပေးရမယ်ဆိုရင်ဆက်လွတ်တယ်ဒါလောကကြီးမှာတကယ်ရှိတယ်သူများစီကယူဖို့ကြတော့လွယ်သလောက်ပြန်ပေးဖို့ရတော့ခက်တယ်ဆိုဒါကြောင့်မို့ဆုံးရတယ်လူတွေဟာအဲ့ဒါဘာကြောင့်မစ္စရိယတွေပဲမစ္စရိယသမားဆိုတာဘယ်တော့မှရှယ်ရမလုပ်ဘူးသူများအဲ့ဒါကိုပြောတာကတရိယခက်ထန်တဲ့မစ္စရိယကိုစဟေယဆွရမယ်အဲ့တော့အမျက်ဒေါသနဲ့ခက်ထန်တဲ့မစ္စရိယကိုအလွယ်တကူလူတွေနားလည်အောင်ပြောမယ်ဆိုရင်ကိုချိုးရှာကိုယ့်အတွက်သာကြည်တာအဲ့တော့ခက်ထန်တဲ့ဒေါသနဲ့ကိုချိုးရှာလို့စိတ်ကိုဆွန့်လွတ်ရမယ်အဲ့တော့မြတ်စွာဘုရားဟောတာနတ်တွေထဲမှာလည်းကိုချိုးရှာတဲ့လူတွေရှိတယ်နတ်တွေရှိတယ်ဒါကြောင့်ဒီတရားဟောတာဖြစ်နတ်တွေကလည်းကိုချိုးရှာတယ်မနာလိုတာတွေတို့ဂုံတိုက်တာတွေတို့ရှိမှာပဲနတ်တွေထဲမှာအဲကြောင့်မို့ခင်မင်သည့်ဆက်ဆံရေးကိုပြပြအောင်ပြုလုပ်ခြင်းကိုရှောင်ကျဉ်၍အမျက်ဒေါသနဲ့ကိုချိုးရှာလို့တဲ့စိတ်ကိုစွန့်လွှတ်ရမယ်အနုရောဓဝိရောဓဝိပ္ပဟိနောအနုရောဓဆိုတာဖေးပါပေးတာလိုက်လျောတာအဲ့ဒါဘာကိုပြောတာတော့ဆိုတဏှာရာဂရဲ့သဘောကိုပြောတာနော်လူဟာခင်မင်ရင်လိုက်လျောတယ်ဘုံရင်ဆန့်ကျင်တယ်လိုက်လျောခြင်းဆန့်ကျင်ခြင်းလိုက်လျောမှုနဲ့ဆန့်ကျင်မှုမေတ္တာရှိရင်လိုက်လျောတယ်မေတ္တာမရှိရင်ဆန့်ကျင်တယ်ဒါလူတွေရဲ့သဘာဝအနုရောဓဝိရောဓအနုရောဓဆိုတာလိုက်လျောခြင်းဝိရောဓဆိုတာဆန့်ကျင်ခြင်းဒီနေရာမှာဆိုလိုတာကအနုရောဓဆိုတာတဏှာကိုပြောတာဝိရောဓဆိုတာဒေါသကိုပြောတာလူတွေကဒေါသမကင်းလို့ဆန့်ကျင်တယ်လောဘမကင်းလို့လိုက်လျောတာအဲ့တော့အနုရောဓဝိရောဓဝိပ္ပဟိနော
ဘာကိုပြောတာတော့ဆိုရှေ့ကပြောထားတဲ့အတိုင်းပဲလောဘဒေါသဒီနှစ်ခုဖယ်ရှားရမယ်ဒါပဲလိုက်တဲ့သဘောဖြစ်သွားတာပေါ့နော်တိမှတ်တဲ့စိတ်ဆန္ဒမဟုတ်တော့ဘူးပေါ့နုရောဓတယောက်ကိုတော့ဖေးပါပေးတယ်တယောက်ကိုတော့မုန်းတယ်ဆိုတာသူသဘောကျတဲ့လူကြတော့သူကူတယ်သဘောမကျတဲ့လူကြတော့ဆန့်ကျင်မဲ့လုပ်တယ်ဒါမမျှတာတဲ့ဆက်ဆံရေးလို့ခေါ်တယ်ဒါကြောင့်မို့အစကတည်းကခင်မင်တိဆက်ဆံရေးကိုပြပြအောင်လုပ်တာရှောင်ရမယ်အမျက်ဒေါသနဲ့ကိုကျိုးရှာတဲ့စိတ်ကိုဖယ်ရမယ်လိုက်လျောခြင်းဆန့်ကျင်ခြင်းဆိုတဲ့လောဘနဲ့ဒေါသကိုဖယ်ရမယ်အလုံးပေါ်မှာညီတူညီမျှထားနိုင်တဲ့စိတ်ကိုဆိုလိုတာပဲဒါအဲ့တော့လောကကြီးထဲမှာနေတဲ့ပုဂ္ဂိုလ်တွေကိုလိုက်ကြည့်ကိုယ်လည်းတူတူပဲသူလည်းတူတူပဲဒါတွေဟာလောကကြီးထဲမှာနေရင်အနုရောဓဝိရောဓရှိနေကြတယ်တယောက်ကိုတော့သဘောကျတယ်ကိုကြီးဟိုတယောက်ကိုတော့မုန်းတယ်ဆိုတာဖြစ်တယ်မညီမျှမှုတွေဖြစ်တယ်လေအဲ့တော့ဟိုတယောက်ကိုတော့ထောက်ခံတယ်ဒီတယောက်ကိုတော့မထောက်ခံပါတီတွေကွဲတာလေဒါပဲလေအနုရောဓနဲ့ဝိရောဓပဲဒီဖွဲ့စည်းတော့သဘောကျတယ်ဟိုဖွဲ့စည်းသဘောမကျကိုတန်ရသဘောကျတာနဲ့မကျတာဖြစ်နေတာပဲအဲ့ဒါမျိုးကင်းရမယ်တရားလမ်းကြောင်းကိုသိတဲ့ပုဂ္ဂိုလ်ကြတော့အနုရောဓဝိရောဓမရှိတော့ပျောက်ကွယ်သွားတယ်ညှတ်တာတဲ့ဆက်ဆံရေးပဲရှိတော့တယ်လို့ဆိုလိုတာနော်အဲ့တော့အဲ့လိုအနုရောဓဝိရောဓလိုက်လျောမှုစံကြယ်မှုကင်းတဲ့ပုဂ္ဂိုလ်ဟာတဲ့လောကကြီးကိုကောင်းကောင်းကြီးလွန်မြောက်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်အဲ့တော့ဆိုရင်ဒီဟာတွေကလောကထဲမှာဖြစ်နေတဲ့သဘောတွေကိုလောကထွက်ချင်ဒီသဘောတွေစွန့်မှာပေါ့လောကရဲ့သဘောအတိုင်းနေလို့ရှိရင်လောကကြီးကဘယ်လိုလုပ်ထွက်လို့မရဘူးလေသူကလောကထဲမှာရှိနေမှာလောကရဲ့သဘောအတိုင်းသူ့မှာတွေ့နေရတယ်ဆိုဒါတွေမရှိတော့ဘူးဆိုရင်သူလောကထွက်သွားတဲ့ပုဂ္ဂိုလ်ဖြစ်နေလောကရဲ့သဘာဝတွေလောကမှာဖြစ်နေတဲ့အနေအထားတွေကိုသူကြော်လွှားနိုင်သွားတယ်သူဆိုလိုတယ်ပေါ့နော်နောက်နံပါတ်၄အဖြေကြတော့ဟိတဝနာပိယင်္စအပိယင်္စအနုပါဒယအနိတိတောကုဟိဉ္စီတန်ယောဇနိယေဟိဝိပ္ပမုတ်တောသမ္မာသောလောကေပရိပစီယဒီတရားကိုနာခဲ့တဲ့နတ်တွေဟာမနေ့တနေ့ကမှနာခဲ့တာဖြစ်နိုင်တယ်သူတို့နတ်သက်ကရှည်တာကိုအဲ့တော့ဒါလေးကြားလို့ရှိရင်သူတို့လည်းပြန်ပြီးတော့တတိယမှာပဲနော်တကယ်မှန်ကန်တဲ့ဆိုပြန်တတိယဒါမို့ဟိတဝနာပိယင်္စအပိယင်္စအနုပါဒယအနိတိတောကိုဟိစီတန်ယောဇနိယေဟိဝိပ္ပမုတ်တောသမ္မာသောလောကေပရိပစီယအဲ့လောကထွက်ခွာဖို့ဆိုတာကြတော့လောကကြီးနဲ့ကင်းကွာသွားဖို့လောကကြီးကထွက်မြောက်ဖို့ဆိုဘာတွေလုပ်ရမလဲလောကရဲ့သဘောဖြစ်တာကိုကြည့်ရဟိတဝနာပိယင်္စအပိယင်္စလူတွေရဲ့စိတ်မှာချစ်ခင်စရာတွေရှိတယ်လို့မုန်းတိစရာတွေလည်းရှိတယ်ကွဲပြားခြားနားမှုရှိတယ်လေပိယဆိုတာချစ်စရာအာယုအပိယဆိုတာမုန်းစရာအာယုဒါမှမဟုတ်ချစ်ချင်းမုန်းခြင်းကနှမျိုးရှိတယ်အဲ့တော့နှစ်သက်စရာချစ်ခင်စရာအာယုနဲ့မုန်းတိစရာအာယုကိုစွန့်လွတ်နိုင်ရမယ်တတဝါပဲဖြစ်ဖြစ်သင်္ခါရပဲဖြစ်ဖြစ်ချစ်ခင်စရာဆိုတာတတဝါကိုရင်ပြောတာမဟုတ်ဘူးချစ်ခင်စရာဆိုတာတတဝါနဲ့သင်္ခါရလို့တတ္တသင်္ခါရလို့ပြောတာတတဝါဆိုတာသက်ရှိကိုပြောတာသင်္ခါရဆိုတာသက်မဲ့ကိုပြောတာဟောချစ်စရာဘာလို့ဆိုလို့ရှိရင်ကိုယ်နဲ့ခင်မင်းနဲ့လူဟာပြီးရနော်ကိုနှစ်သက်တဲ့အဝတ်အစားကိုနေစေအိမ်ကိုပစ္စည်းဒါလည်းပြီးရပဲလေဒါတွေကပြီးရလို့ခေါ်တယ်အဲ့ဒါကသင်္ခါရကိုယ့်ရဲ့သုံးဆောင်ပစ္စည်းတွေသင်္ခါရကိုနဲ့ခင်တဲ့တို့ပုဂ္ဂိုလ်ကတတ္တဝါသင်္ခါရလို့ဆိုနှစ်ခုရှိပေါ့နော်
အပိယလည်းပဲထို့တူပဲကိုယ်နဲ့မခင်တဲ့ပုဂ္ဂိုလ်ကိုမကြိုက်တဲ့ပစ္စည်းလည်းလူကလည်းမုန်းတာပဲလေဒါအိမ်မကြိုက်ဘူးဒါအိမ်မကြည့်ချင်ဘူးဒါအိမ်လွှင့်ပြလိုက်ဆိုတာဒါတမဲ့ကိုမုန်းတဲ့သဘောပဲလေဒီတန်ကြီးမကြားချင်ဘူးဟုတ်လားဒါအိမ်မကြည့်ချင်ဘူးဒါအိမ်မကြားချင်ဘူးဒီနန်ကြီးမကြိုက်ဘူးဒီရတာမကြိုက်ဘူးဆိုတာဒါတွေရှိနေပဲလေအဲ့တော့ပိယအပိယအဲ့တော့လောကကြီးကထွမြောက်ခြင်းနဲ့လောကကြီးကလွတ်မြောက်ခြင်းနဲ့ဆိုရင်ဟိတဝါဒပိယင်္စအပိယင်္စချစ်စရာမုန်းစရာနှမျိုးလုံးကိုဘယ်စွန့်လွတ်ပြီးတော့ဘယ်ဟာကိုမှမဆွဲလမ်းပါနဲ့အဲ့ဒါနှစ်ခုဆွဲလမ်းနေရင်လောကထဲမလွတ်နိုင်ပါဘူးလောကထဲမှာပဲလောကကြီးနဲ့ပတ်သက်နေမှာပဲတဲ့အနုပါဒယအနိတိတောကိုယ်စီတယ်ဥပါဒါဆိုဆွဲလန်းနေတာဘယ်လိုဆွဲလန်းတာလဲဆိုရင်ငါဟာနော်ငါဟာဆွဲနေနဲ့ဆွဲလန်းငါဆိုတဲ့အနေနဲ့ဆွဲလန်းတဏှာအမြင်ဒိဋ္ဌိအမြင်နေနဲ့ဆွဲလန်းအဲ့လိုမဆွဲလန်းမဲနဲ့တဲ့ဘာကူမှမဆွဲလန်းမဲဘယ်အာယုံဘယ်ဘဝကိုမှတဏှာဒိဋ္ဌိအမြင်ဖြင့်မကြည့်ရွယ်နဲ့အနိတိတောကိုယ်စီအဲ့ဒါဘယ်ဘဝဘယ်အာယုံနော်အာယုံဆိုတာအခုပြုလို့ရတယ်ဘဝဆိုတာတခုဘယ်ဘဝဘယ်အာယုံကိုမှငါအာယုံငါဘဝငါဆိုတဲ့တဏှာဒိဋ္ဌိအမြင်နဲ့မကြည့်ပဲနဲ့တန်ရောဇနိယေဟိဝိပ္ပမုတ္တောတန်ရောစရာဖြစ်เสียအာယုံတန်ရောစဉ်ရဲ့အာယုံတန်ရောစဉ်ဆိုတာကိလေသာတွေကိုခေါ်တာနော်လောဘတိတန်ရောစဉ်ဒေါသတိတန်ရောစဉ်အိတ်သားတိတန်ရောစဉ်အဲ့ဒီတန်ရောစဉ်ရဲ့အာယုံဆိုတာအိဋ္ဌာယုံနှိဋ္ဌာယုံအဲ့ဒါကိုတန်ရောဇနိယလို့ခေါ်တယ်တန်ရောဇနနဲ့တန်ရောဇနိယအတူတန်ရောဇနဆိုတာအာယုန်နဲ့စိတ်ကိုနှောင်ဖွဲ့ထားတဲ့ကိလေသာတန်ရောဇနိယဆိုတာနှောင်ဖွဲ့ထားအစရာဖြစ်တဲ့အာယုန်လို့သူသဘောပေါက်ရမယ်နော်တန်ရောဇနကကိလေသာတန်ရောဇနိယကအာယုန်အဲ့ဒီတန်ရောဇနိယကလွတ်ရင်လည်းတန်ရောစဉ်ကလွတ်တာပဲလေဒီနှစ်ခုကပေါင်းစပ်နေတာကိုအဲ့တော့နိတ္တစရာမုံတိစရာတွေကိုစွန့်လွတ်ပြီးဘာကူမှမဆွဲလမ်းမဲဘယ်အာယုံဘယ်ဘဝကိုမှတဏှာဒိဋ္ဌိအမြင်ဖြင့်မိခိုးမနေပဲတန်ရောစဉ်ဖြစ်စရာအာယုန်တွေကလွတ်မြောက်တဲ့ပုဂ္ဂိုလ်ဟာလောကကြီးကထွက်ခွာနိုင်ပါတယ်လောကကြီးကကောင်းကောင်းလွတ်မြောက်သွားတာပဲသူဆိုလို့တယ်သမ္မာသောလောကီပြိပစီရတယ်လွတ်မြောက်နိုင်စရာရှိတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကမှသမ္မာပြိပဇနိရတယ်ကောင်းကောင်းကြီးလောကလွတ်နိုင်တယ်ပေါ့ဟုတ်တယ်လောကရဲ့သဘာဝတွေကို तू ကလောကထဲမှာရှိနေတဲ့အနေအထားတွေကို तू ကြော်လွှားနိုင်တယ်လေလောကရဲ့သဘာဝတွေပဲဒါက၄နံပါတ်ဖြေလိုက်တဲ့အဖြေ၅ခုမြောက်အဖြေကိုတော့အဲ့တော့မြတ်စွာဘုရားဟောနေတဲ့တရားတွေဟာလောကနဲ့ပတ်သက်နေတာတွေဖြစ်လို့ဒါတွေမပယ်နိုင်ပဲနဲ့လောကကြီးကထွက်ခွာနိုင်မှာမဟုတ်ဘူးဆိုတာရှင်းပြနေတာပဲဖြစ်တယ်ပေါ့နော်နာသောဥပရိတုတာရမေဥပတိတုတာရမေတိအာရဏိတုဝိနည်းသန္နရာကံသောအနိတိတောအနိညနေယောသမ္မာသောလောကေပြိပစီယနာသောဥပရိတုတာရမေတိဥပတိစာဒီနေရာခန္ဓာကိုပြောတာကိုယ်ခန္ဓာပဲဖြစ်ဖြစ်သူခန္ဓာပဲဖြစ်ဖြစ်ခန္ဓာမှာဒီကျင့်တဲ့ဆရာအနှစ်သာရဆိုတာမရှိဘူး။ဘာလဲအနှစ်သာရနေဆသာရမြဲတယ်ဆိုတာမရှိဘူး။ဒုက္ခသာရချမ်းသာတယ်ဆိုတာမရှိဘူး။အတ္တသာရကိုယ်လိုတိုင်းဖြစ်တယ်ဆိုတာမရှိဘူး။အဲ့ဒီအနှစ်တွေမရှိဘူးဆိုတာကိုသိတာ။နသောဥပရိတုသာရမေတိတရားဓမ္မကိုကျင့်ကြံကြိုးကိုအထောက်တဲ့အခါမှာကိုယ်ခန္ဓာကိုယ်ပေါ်မှာအနှစ်ဆိုတာရှာမတွေ့ဘူးတဲ့
တော့ဝိပဿနာဉာဏ်နဲ့ကြည့်လိုက်တဲ့အခါခန္ဓာကိုယ်ရဲ့အနှစ်သာရနေဆာဆိုတဲ့အနှစ်သာရအာကိုလောက်တဲ့အခိုင်မာမှုပေါ့နော်ခန္ဓာကိုယ်ကခိုင်မာမှုတစ်ခုမှမရှိတာမှဘယ်လောက်ထိအောင်မရှိတော့ဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့ခိုင်မာမှုမရှိပုံကကြည့်ဘလဲလိုက်နဲ့ကွဲသွားတာပဲရှေးကျိုးကနဲ့လဲလို့တဲ့ပေါင်ကျိုးတယ်ဒူကျိုးတယ်ဘယ်နာလဲလို့ကျိုးတယ်ဆိုတာဒါမှခိုင်မာဘူးဆိုတာတဲ့တစ်ဖက်ကကြည့်ရင်ဆိုရချင်းကလေးရဲ့နှုတ်သီးပြောလေးရတော့မှလူရဲ့ခန္ဓာမှာရှိတဲ့သွေးကိုဖောက်ယူနိုင်တယ်ချက်ဥလောက်တော့မခိုင်မာဘူးလို့ပြောတာချက်ဥကမှချက်ဥလည်းပဲဝယ်တဲ့အခါသတိထားရတာဆေးသွားတဲ့အခါချက်ဥမကွဲအောင်ဝယ်ရတယ်လူကလည်းပဲချက်ဥတဲ့တောင်မှကွဲလွယ်သေးတယ်လို့ဆိုတယ်ချက်ဥဟာဘောလုံးလေးလိုပြစ်ပေါက်ကစားလို့မရဘူးကွဲနိုင်တယ်သို့တော့ချက်ဥကိုချင်းကောင်ကနှုတ်သီးနဲ့ဖောက်ပြီးတော့ထဲတဲ့ချက်ဥရဲ့အရည်ကိုမဆုံးနိုင်လူခန္ဓာကိုကြတော့ဆုံးနိုင်တယ်ဒါမို့လို့မြတ်စွာဘုရားဟောထားတဲ့ထင်အန္ထဘုတော်ပရိယောနတ်တော်ချက်ဥလူဖြစ်နေတယ်တဲ့မခိုင်ပါဘူးတဲ့အဲ့တော့အဲ့ဒီသဘောပဲနတ်တော်ဥပရိတုတာရမေတိဥပရိဆိုတဲ့ခန္ဓာတွေပေါ်မှာတဲ့တာယာမှုကိုမတွေ့ဘူးလို့ဆိုတာအသိဉာဏ်နဲ့သူရှာလိုက်တဲ့အခါခြေနှက်စရာကောင်းတဲ့ခိုင်မာမှုတစ်ခုမှမရှိဘူးထိလွယ်ပြက်လွယ်ပျက်စီးလွယ်တယ်အာရဏိတုဝိနည်းဆန္ဒရာကဆိုအာရဏဆိုတာဆွဲလန်းစရာအာယုန်နေလူတွေရဲ့စိတ်ထဲမှာဆွဲလန်းစရာအာယုန်ဆိုတာအိဋ္ဌာယုန်တွေကိုပြောတာနော်မျက်စိကမြင်နှစ်သက်စရာနားကအသံကြားနှစ်သက်စရာနှာခေါင်းလျှာကာယတို့ကထိတွေ့တဲ့အခါနှစ်သက်စရာအဲ့ဒီနှစ်သက်စရာအာယုန်တွေလို့ဆိုလို့တယ်အဲ့ဒီနှစ်သက်စရာအာယုန်တွေမှာဝိနည်းဆန္ဒရာကံတတ်မဲ့ခြင်းနဲ့တဏှာဆန္ဒကိုဖယ်ရမယ်လူချင်းနဲ့တွေ့တာတဲ့တဏှာဆန္ဒကိုပယ်တဲ့ဒါကြောင့်မို့ခန္ဓာဆိုတဲ့ဥပရိပေါ်မှာအနှစ်သာရကိုမတွေ့ဘူးဆွဲလန်းစရာအာယုန်တို့နဲ့ဆန္ဒရာဂကိုဖယ်ရှားပြီးတဏှာဒိဋ္ဌိအမြင်ကင်းပြီးတော့မင်္ဂနဲ့တရားကိုကိုယ်တိုင်သိရသောအနိတ္တိတော်တဏှာနဲ့လည်းမပတ်သက်ဘူးဒိဋ္ဌိနဲ့လည်းမပတ်သက်ဘူးလို့ဆိုတယ်အနိတ္တိတော်တဏှာနဲ့မပတ်သက်ဘူးဒိဋ္ဌိနဲ့မပတ်သက်ဘူးအနိညာနေရောသူကိုယ်တိုင်တရားဓမ္မကိုကိုယ်တိုင်ရှင်းချက်ချုပ်ကိုအထုတ်လို့ကိုယ်တိုင်သိတာတပါးသူကသိစေတာမဟုတ်ကိုယ်တိုင်သိတာသို့မဟုတ်သူများပြောလို့လက်ခံတာမဟုတ်ဘူးကိုယ်တိုင်သိတာအရိယပုဂ္ဂိုလ်တွေဖြစ်သွားရင်ခန္ဓာ၅ပါးရဲ့မမြဲတာကိုကိုယ်တိုင်သိတာသူများကမမြဲဘူးလို့ပြောတာမဟုတ်ဘူးသူကိုယ်တိုင်သိတာအဲ့ဒီဟာကိုအနိညာနေရောသူတော်ဘာတို့ကသိအောင်ပြောပြတဲ့ဟာမဟုတ်ဘူးတဲ့ကိုယ်တိုင်သိတာဒါမျိုးကဒီစကားလုံးမျိုးတွေကကိုယ်တိုင်သိသွားရင်သူများပြောတာကိုလက်ခံဖို့ရမဟုတ်တော့ဘူးပေါ့နော်ကိုယ်တိုင်သိသွားတယ်အဲ့ဒါကိုအနိညာနေရောနာအညနေရောသူတော်ဘာတွေပြောတာကိုသူတော်ဘာတွေပြောပြတာကိုလက်ခံပြီးသိရတဲ့ဟာမျိုးမဟုတ်ဘူးတဲ့ကိုယ်တိုင်သိပြီးတော့ကိုယ်တိုင်သိကိုယ်တိုင်တွေ့ကြုံနဲ့သိတဲ့ဟာမျိုးလို့ဆိုတော့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာအရိယပုဂ္ဂိုလ်ပဲဖြစ်တယ်ပေါ့ဒါကြောင့်ခန္ဓာဆိုတဲ့ဥပရိတို့၌အနှစ်သာရမတွေ့တဲ့ပုဂ္ဂိုလ်ဆွဲလန်းစရာအာယုန်တွေပေါ်မှာဆန္ဒရာကဖယ်ရှားပြီးဖြစ်တဲ့ပုဂ္ဂိုလ်တဏှာအမြင်ဒိဋ္ဌိအမြင်နဲ့လုံးဝမြင်ခြင်းမရှိပဲကိုယ်တိုင်သစ္စာတရားကိုသိပြီးတဲ့ပုဂ္ဂိုလ်ဟာလောကကြီးကထွက်ခွာနိုင်တယ်လောကကြီးကိုလွန်မြောက်နိုင်တယ်လို့ဆိုလိုတယ်ကောင်းစွာလွန်မြောက်နိုင်ဒါယဟန္တာပုဂ္ဂိုလ်ရဲ့ကိုချင်းတရားမျိုးယဟန္တာပုဂ္ဂိုလ်ရဲ့အသိဉာဏ်ကို
ဖော်ကျူးတာပဲဖြစ်တယ်ခန္ဓာကိုယ်ကိုယ်ပုံမောကအနှစ်သာရတွေ့နေတယ်ဆွဲလန်းစရာအော်ဒီပေါ်မှာဆွဲလန်းနေတယ်တဏှာအမြင်ဒိဋ္ဌိအမြင်တွေနဲ့ရှိပြီးတော့သူများပြောတာကိုလက်ခံယုံကြည်နေရတယ်ဆိုတာဒါလောကရဲ့သဘောပဲလေလောကမှာရှိတဲ့လူအများစုကအဲ့တိုင်းပဲအဲ့ဒီဟာတွေလက်ခံနေသမျှသူကလောကထဲမှာရှိနေမှာပဲလေဒါတွေလက်မခံတော့ဘူးဆိုရင်လောကရဲ့အပြင်ရောက်သွားပြီသူဟာလောကကြီးနဲ့ဆက်ဆက်ပတ်သက်မှုမရှိတော့ဘူးလို့သူဆိုလို့တယ်ပေါ့နံပါတ်6ဖြည့်ဆိုချက်ကတော့မြတ်စွာဘုရားဖြည့်ဆိုသွားတာတွေကသူရှုထောင့်ကနေသူဖြည့်သွားတာတွေပေါ့နော်ဝဆတာမနတာသကမ္မုနာသအဝိရုဒ္ဓောသမ္မာဝိရိဒ္ဓဝဓမ္မာနိဗ္ဗာန်ပဒါပိပတ္ထယနောသမ္မာသောလောကေပရိပစေယလူလောကလူတွေမှာအဖြစ်များတဲ့သဘာဝတွေကိုထောက်ပြပြီးတော့မြတ်စွာဘုရားရှင်းပြတာဝဆတာမနတာသကမ္မုနာသအဝိရုဒ္ဓောတဲ့ဆိုရပါတော့နှုတ်အပြောစိတ်သဘောလှုပ်ဆောင်မှုအရာမှာဓမ္မနဲ့မဆန့်ကျင်အောင်နော်ဓမ္မနဲ့မဆန့်ကျင်ဘူးဆိုတာဓမ္မအတိုင်းကျင့်သုံးတယ်လို့ပြောတယ်ဒုစရိုက်ဆိုတာဓမ္မနဲ့ဆန့်ကျင်နေတဲ့ဟာပဲလေသူရတဲ့တတ်တယ်ဆိုတာတရားဓမ္မနဲ့ဆန့်ကျင်တယ်ဘယ်တရားဓမ္မတော့လို့ဆိုရင်သူရတဲ့မတတ်ရဘူးဆိုရင်တရားဓမ္မနဲ့ဆန့်ကျင်တာမေတ္တာရှိရမယ်ဆိုတဲ့တရားဓမ္မနဲ့ဆန့်ကျင်ဒုစရိုက်ဟာဆန့်ကျင်မဲ့ပဲဒါကြောင့်မို့နှုတ်အပြောအနေနဲ့ကလည်းတရားနဲ့မဆန့်ကျင်ဘူးစိတ်ထဲမှာဖြစ်တဲ့စိတ်သဘောကလည်းပဲတရားဓမ္မနဲ့မဆန့်ကျင်ဘူးကမ္မုနာကိုယ့်ရဲ့လှုပ်ဆောင်မှုတွေကလည်းပဲတရားဓမ္မနဲ့မဆန့်ကျင်ဘူးဆိုတော့ကာယကံဝစီကံမနောကံဓမ္မလမ်းကြောင်းအတိုင်းလျှောက်လှမ်းတယ်ဆိုကိုချင်းသီလကိုဖော်ပြတာပဲဖြစ်တယ်ဒါနော်ဓမ္မောသူစိန်တော်ဒုက္ခမဝေတည်တယ်ဓမ္မကိုကောင်းစွာကျင့်လို့ရှိရင်ဓမ္မကချမ်းသာဒုက္ခကိုယူဆောင်ပေးတယ်လောကကလူတွေကအဲ့လိုဓမ္မကိုအမြဲတမ်းဆန့်ကျင်ပြီးတော့အဓမ္မတွေလုပ်နေကြတယ်ပေါ့နော်အဓမ္မတွေလုပ်ကြတယ်အဓမ္မတွေလုပ်ရင်လောကထဲမှာနဲ့တဲ့နဲ့မှာလောကထွက်ဖို့လောကနဲ့မပတ်သက်ဖို့ဆိုဘလို့မှယုံထွက်လို့မရဘူးလောကထဲမှာအဆိုးနဲ့ပတ်သက်နေဥမှာပဲကျိုးဆိုလို့တယ်ပေါ့သမ္မာဝိရိဒ္ဓဝဓမ္မသစ္စာတရားကိုအမှန်သိဖို့လည်းလိုတယ်သစ္စာတရားကိုအမှန်သိပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်ကိုမျှော်လင့်တဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်နိဗ္ဗာန်ပဒါဘိပတ္ထယနောနိဗ္ဗာန်ကိုမျှော်လင့်တယ်နိဗ္ဗာန်လမ်းကြောင်းကိုသစ္စာတရားကိုသိပြီးတော့နိဗ္ဗာန်ကိုမျှော်လင့်တောင်းတထားတဲ့ပုဂ္ဂိုလ်ဟာလောကကြီးကိုလွတ်မြောက်သူဖြစ်တယ်လောကကြီးနဲ့ပတ်သက်မှုမရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့သူဆိုလို့တယ်နော်ဟုတ်ပြီဒါကိုကျင်တရားတွေနဲ့ပတ်သက်တာရှင်းမြင်သွားတယ်ကိုကျင်တရားတွေကိုထည့်သွင်းပြီးမြတ်စွာဘုရားရှင်းပြနံပါတ်9ကျအဖြေကတော့ဘာလို့ဆိုယောဝန္တတိမန္တိနုနမေယအခုတ်တော်ပိနာတန္တိယေထဘိက္ခုလတ္တပရဘောဇနနမစ္စေသမ္မာသောလောကေပြိပစေယလောကကြီးကထွက်ခွာတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာလောကရဲ့သဘောတွေကိုကြော်လွန်နိုင်ဖို့လိုတယ်လောကထဲမှာရှိနေတဲ့ပုဂ္ဂိုလ်တွေကကိုယ့်ကိုအယူသေးလေးစားပြုလို့ရှိရင်စိတ်ကြီးဝင်တယ်နော်သူကကိုယ့်ကိုရှိခိုးတယ်လေးစားတယ်ဆိုရင်စိတ်ကြီးဝင်တယ်ငါအကွာစားဖြစ်လာအဲ့ဒီစိတ်ကြီးဝင်မှုကလောကထဲမှာရှိတဲ့သဘာဝဖြစ်လို့စိတ်ကြီးမဝင်နဲ့တဲ့ယောဝန္တတိမန္တိနုနမေယဆိုနာအုံနမေယမာနမဖြစ်နဲ့ဟာငါဒီလူတွေကငါ့ကိုလေးစားတယ်ငါပြောတာလုပ်နေရတယ်ငါခိုင်းတာလုပ်တယ်ငါ့ကိုအမတန်ယူသေးတယ်ဆိုပြီးတော့စိတ်ကြီးဝင်တတ်တယ်အဲ့ဒီလိုစိတ်ကြီးမဝင်စေရဘူးမဖြစ်ရဘူးလို့ဆိုတော့အခုတ်ထောပိနတန္တိယေထဘိက္ခုအဆဲခံရလို့ရှိရင်လူကစိတ်ဆိုးတယ်ဒီကောင်90တဲ့ဆိုပြီးတော့မှတ်ထားတယ်အဲ့ဒါလို့ဆိုရင်လောကတွေကထွက်နိုင်မှာမဟုတ်ဘူးလောကကိုမလွတ်မြောက်နိုင်ဘူးဘာလို့လောကသဘောပဲဒါ
အဲ့တော့ဒီကြတော့အခုထောပြီးအဆဲခံရပြီမဲ့လို့ရှင်တဲ့နှလုံးထဲမှာဆွဲမှတ်ထားတာမရှိဘူးတဲ့ဆဲပဲလေသူဆဲတာငါလည်းမဆိုင်ငါကပ်ပါရမှလို့အဲ့လိုနှလုံးသွင်းပြီးတော့ဆဲတာကိုအသိမှမပြုတဲ့ပုဂ္ဂိုလ်မျိုးအဆဲခံနိုင်တဲ့ပုဂ္ဂိုလ်မျိုးလောကမှာအဆဲခံမှုဆိုတာလွန်ခက်တာနော်ဆဲခံမှုခက်တယ်ဆိုတာဆဲခံရင်စိတ်ဆိုးမှာပဲလေအနည်းဆုံးသွားမရိုက်တောင်စိတ်တွေကတော့မကြိုက်ဘူးပေါ့မကြိုက်တာစိတ်ဆိုးတာအဲ့တော့ဒီနေရာမှာအဆဲခံရတယ်ဆိုတော့ဘုရားတော်ဆက်ခံဘုံသားတယောက်ကသူ့ကိုမြတ်စွာဘုရားသင်္ကန်းဝတ်ပေးလိုက်တယ်မှန်သူကသူဝတ်ချင်လို့ဝတ်ပေးတာနော်အဲ့တော့သူ့ကိုသင်္ကန်းဝတ်ပေးရမလားလို့မြတ်စွာဘုရားကိုသွားဆဲတာကြောင်းသွားဆဲတာနော်ရိုးမဟုတ်ဘူးသွားဆဲတာဆဲတဲ့အချိန်မှာမြတ်စွာဘုရားခုတိုင်းပဲအကုတ်ထောပြီးနတ်တန်တီရေးထားဖွေမီဦးဒီကောင်ငါဆဲနေတယ်ဆိုပြီးသားနေလိုက်တယ်ဆဲလို့ဟိုလူကရက်သွားပြီဆိုတဲ့ခါကျတော့ဥပမာလေးတစ်ခုနဲ့ပြောတယ်မင်းအိမ်မှာဧည့်သည်တွေပါလာရှိတယ်အဲ့ဒီလာတဲ့ဧည့်သည်တွေကိုမုံပေးသေးစာတွေနဲ့အခန့်ကျွေးမွေးတာလှုပ်သလားလှုပ်တယ်အဲ့ဒီမုံပဲသေးစာတွေကိုဒီဧည့်သည်တွေကစားသုံးမသွားဘူးဆိုအဲ့ဒီမုံပဲသေးစီတွေကိုဘယ်သူပိုင်လဲဆိုဟာဒါကျွန်ုပ်ဟာပဲကျွန်ုပ်ပိုင်တာပေါ့ဧည့်သည်တွေကမစားဘူးဆိုတဲ့ပစ္စည်းကအိမ်ရှင်ပဲပိုင်တာအဲ့တော့မြတ်စွာဘုရားပြောတာငါကိုမင်းဟာဆဲရခြင်းဖြင့်အခန့်နေမင်းဟာမင်းဖမင်းယူသွားငါလည်းမဆိုင်ဘူးငါအသိမှမဖြစ်ဘူးဆိုပြီးတော့လက်မခံနဲ့လက်ဆောင်ဒါဆဲတာဆိုလက်ဆောင်လာပေးတာပဲလေအဲ့တော့ပြန်ဆဲလို့ရှိရင်ဒါလက်ဆောင်ကိုလက်ခံလိုက်တာနဲ့တူတယ်လက်မခံလိုက်ဘူးဒါလက်မခံနဲ့လက်ဆောင်ကဲသူသူ့ရဲ့ဆဲရခြင်းကိုအသိမှမပြုတာအသိမှမပြုဘဲနဲ့မြတ်စွာဘုရားဒါမင်းဟာဆဲတာတွေကမင်းဟာပဲငါမဟုတ်ဘူးဆဲရမှုတွေမင်းဟာပဲလို့ပြောလိုက်တဲ့အခါသဘောကျသွားပြီသူလည်းသင်္ကန်းဝတ်သွားတယ်ဒါအဲ့ဒီသုတ်တန်ရှိအဲ့တော့ဒေါသဖြစ်လို့ရှိရင်အဲ့ဒီသုတ်တန်ကိုတတိယကိုလာဆဲခံရရင်တတိယအဲ့ဒါလက်မခံနဲ့လက်ဆောင်လို့သူပြောတာတွေငါတခုမှလက်မခံဘူးသူပြောတာသူဟာပဲဖြစ်တယ်ငါဟာမဟုတ်ဘူးအဲ့လိုနှလုံးသွင်းရမယ်လို့ဆိုလိုတယ်ပေါ့နော်ဒါကိုပြောတာအကုတ်ထောပိနတန္တိယေထဘိက္ခုဆယ်ပေမဲ့လို့ယင်တဲ့နှလုံးထဲမှာမှတ်သားပြီးတော့မထားဘူးတဲ့နောက်တစ်ချက်ကလတ္ထပရဘောဇနနမစ္စည်းသူများကကြွေးတဲ့ရဟန်းနေဆိုတာကညာတော့အဖြစ်နတ်ပြည်မှာတော့သူများကြွေးတဲ့ဟာတော့ရှိမှနော်ဒါတရားတော်ကအလုံးနဲ့ဆုံးတာကိုခြုံငုံဟောတဲ့သဘောဖြစ်လတ္တပရဘောဇနသူများပေးတဲ့အစာအာဟာရကိုရလို့ရှိရင်လေနမစ္စည်းရှင်မှုမေ့လျော့ပြီးတော့မနေနဲ့သူများပေးတဲ့အစာစားလို့ရှိရင်လေရှင်မှုပြီးတော့မနေနဲ့လို့ဆိုလို့တယ်အစာအာဟာရပေါ်မှာမရစ်မှုနဲ့လို့ပြောတာပဲအဲ့တော့နတ်တွေလည်းစားကြတာပဲလေနတ်တွေလည်းသူတို့ကြွေးကျင်ကြွေးမှာပေါ့သူတို့လည်းလက်ဆောင်ပေးခြင်းပေးမှာပေါ့ပြောတတ်ဘူးနတ်သုတ်တာစားအဲ့နတ်တွေကအစာစားခြင်းကိုစားရတယ်သူတို့နတ်ဩဇာဆိုတဲ့ဟာကိုနတ်တွေကစားတယ်မသူတို့လည်းပြင်မလားဖះဆုံးဖို့မွေးတဲ့ကလာထဲ့တယ်လေနတ်ဩဇာသူတို့လည်းလာဆွမ်းကတ်တာပဲလေဖះသူဇာတာနုကနာစွမ်းကြီးချက်နေတဲ့အချိန်မှာနတ်တွေမှာတွေလာထဲ့သွားတာပဲအစားတွေနောက်ဆုံးမှလည်းစုံဒချက်တဲ့သုကရမတ္တဝဆိုတဲ့ဟင်းလေရထဲမှာလည်းနတ်တွေလာထဲ့သွားတယ်ဖះဖုံးမေးမှဆိုပြီးတော့လာထဲ့သွားဒါကြောင့်မို့လို့စီမံထားတာလည်းများတော့မြတ်စွာဘုရားလည်းကောင်းအောင်ဖုံးပေးတာမဟုတ်ဘူးကျန်တာတွေကိုမြတ်စွာဘုရားနတ်ဩဇာတွေပါနေသည့်အတွက်ကြောင့်ဘယ်သူမှမစားစေပဲနဲ့ရေကြီးတဲ့မြုပ်ခိုင်းလိုက်တယ်ဘာလို့မြုပ်ခိုင်းတာတော့ဆိုရင်ဒီပြင်လူစားရင်စားမကြည့်ဘူး
မြတ်စွာဘုရားရဲ့ပါစကတေဇောကသာအစာကျင်နိုင်တယ်ကျန်တဲ့သတ္တဝါတွေကဘယ်သူမှအစာမကျင်ဒုက္ခရောက်မှာလေရောဂမူလံအစိမ့်နှကံနဲ့တိုင်းရင်းဆေးတွေမှာရောဂမူလံအစိမ့်နှကံအစာမကျင်ယောဂဟာယောဂအလုံးရဲ့အခြေမြစ်ပဲသူဆိုတာရှိတယ်ဆေးချမ်းအဲ့တော့အစာမကျင်တာကသိနိုင်တာပေါ့ကျန်တဲ့ယောဂတွေလည်းဖြစ်စေတယ်အဲကြောင့်အစာမကြေပဲဒုက္ခရောက်မှာဆိုလို့မြတ်စွာဘုရားမစားစေဘူးနေ့စဉ်ဆုံးဖုံးမိတဲ့အခါမှာတော့ဘုရားကဖုံးမိတော့မယ်ဆိုမှနတ်ဩဇာထည့်တာကျန်တာမထည့်ဘူးနတ်တွေကအဲ့လိုစောင့်ပြီးတော့ထည့်ပေးနေပုံရဘုရားကဆုံးဖုံးမိတော့မယ်ဆိုရင်နတ်ဩဇာထည့်လိုက်ကျန်တဲ့ဆွမ်းဟင်းစွန်းနဲ့မထည့်ဘူးအဲ့ကျန်တဲ့ဆွမ်းဟင်းစွန်းတွေထည့်ရင်ကတော့ဘုရားကျန်တာအကုန်သွန်ခိုင်းရတာသွန်ခိုင်းရတယ်ဘာလို့လို့ဆိုရင်ကျန်တဲ့ပုဂ္ဂိုလ်စားလို့မရဘူးစားရင်အစာမကြေတာဖြစ်မယ်အဲ့လိုဟာတွေပတ်တန်းတွေအများကြီးပဲရှိတယ်နော်အဲ့တော့ဒီမှာလတ္ထပရဘောဇနနမစ္စေစာရနဲ့ပတ်သက်ပြီးတော့မမောရမျိုးမဖြစ်နေအဲ့မှာနတ်တွေကြတော့သူတို့လည်းပဲအစာစားတယ်အစာမစားရင်နတ်ကလည်းအစာစားချိန်ကိုစားရတယ်မစားလို့ရှိရင်သူကသေးတယ်အချိန်လွန်သွားရင်သေးတယ်ဘာလို့လဲဆိုနတ်ရဲ့ခန္ဓာကိုယ်ကအခိုးငွေ့လိုပဲအမတန်မှတိမ်မွေ့တာအဲ့ဒါမှအရေးပြောလွယ်တယ်ပျက်စီးလွယ်တယ်ပေါ့နတ်ရဲ့ခန္ဓာကိုယ်လူခန္ဓာကိုယ်ကကြမ်းတမ်းတယ်ကျန်တဲ့အတွက်ကြောင့်ကိစ္စဖြစ်ဘူးလိလိဖြတ်ဖြတ်လုပ်လို့ရတယ်နတ်ခန္ဓာကအဲ့လိုမရဘူးအငွေ့တွေလို့အမတမသိမ့်မွေးတာဖြစ်တယ်ဒါကြောင့်မို့ခိတ္တဗရောဓိကနတ်ဆိုတာအစာလွန်ရင်သိသွားတဲ့နတ်တွေအပျော်ကျူးပြီးစားရမယ့်အချိန်မေ့သွားလို့အစာရင်ကလောင်ပြီးဆိုတော့မှသူသွားပြီးတော့စားလို့မရဘူးသိတာပဲအဲ့နတ်ကခိတ္တဗရောဓိကနတ်ဆိုတာအပျော်ကျူးပြီးစားဒါဖြင့်နဂနဩဇာစားတာဘယ်လောက်စားလဲသူတို့ပဲအရာလဲချက်ပြုတ်စားတာလားလို့ဆိုမဟုတ်ဘူးနတ်ဆိုတာစားမယ်ဆိုရင်လက်ထဲရောက်လာတာသူကသူလိုက်ပြီးတော့ရှာပြီးတော့စုဆောင်းထားရတာမဟုတ်ဘူးသူကကံကပေးတာပဲနတ်မပြောနဲ့တစ်စီတောင်မှပဲအဲ့လိုရတယ်လို့ပြောတာပြိတ္တာတွေပါတောင်မှကံပေးထားရင်စားစရာပေါ်လာတယ်ကံမပေးရင်မရဘူးအဲ့တော့နတ်ကနတ်ဩဇာကိုအတိုင်းတာဘယ်လောက်စားတော့ဆိုတစ်ချက်သားပမာဏစားတယ်လို့စားတယ်မှာဆိုတယ်တစ်ချက်သားပမာဏဆိုတဲ့စကားလုံးကိုဘိလာရပတကလို့သုံးတယ်ဘိလာရပတကဘိလာရပဋ္ဌဆိုတဲ့စကားလုံးကတစ်ချက်သားအလေးချိန်နတ်ဩဇာစားရင်တစ်ချက်သားပမာဏစားတယ်လို့ဆိုကြတယ်ပေါ့ကိုယ့်ကိုနတ်ဖြစ်မှာပဲသိကြသိမှာဒါအဲ့လောက်တော့စားပြီးတော့နတ်တွေကစိတ်ဆိုးမခံဘူးသူတို့ခန္ဓာကိုယ်လူတွေကစိတ်ဆိုးလိုက်ကိစ္စမရှိဘူးဒါပေမဲ့လူတောင်မှပဲတချို့သွေးကြောကရှိတာတို့ကတော့အုံနောက်သွေးကြောတွေကပြတ်သွားရင်စိတ်ဆိုးရင်နှလုံးထိခိုက်ပြီးတော့သွားတဲ့လူတွေရှိတာစိတ်ဆိုးတာနှလုံးရောဂါရှိတဲ့လူကလည်းစိတ်ဆိုးလို့မရဘူးအဲ့တော့နတ်တွေကြတော့စိတ်ဆိုးလိုက်ရင်ဘာဖြစ်တုံးဆိုသူတို့ခန္ဓာကိုယ်အရေးပျော်သွားတာပဲလေမရဘူးဒေါသရဲ့အပူကိုမခံနိုင်ဘူးသူတို့အဲ့တော့နတ်ဆိုတာအများအားပြောနေမှအဆင်ပြေတယ်အဲ့ဒါနတ်ရဲ့သဘာဝတွေကိုပြောပြတာနော်နတ်တွေကလူတွေနဲ့မတူတာတခုရှိလူကအသက်ကြီးရင်တဖြည်းဖြည်းအိုးလာတာနတ်ကအသက်ကြီးလေပြိုလေတဲ့ပြောင်းမြန်တက်ကြီးလေးလှလေးတက်ကြီးလေးလှလေးတဲ့နတ်ကဘလောက်ဟုတ်တော့နော်လူတွေကြတော့ငယ်တော့သာလှတာလူကဘာနဲ့တူတော့ဆိုခွေးနဲ့တူတဲ့လူဖြစ်ခွေးပေါက်စားလေးကြတော့လှတယ်လေနည်းနည်းကြီးလိုက်ရင်ခွေးဝဲစားကြီးဖြစ်သွားငယ်တော့ဆုံးမစားတွေဖတ်ဖူးတယ်ပါတယ်ခွေးလိုမကျင့်နဲ့ဒေါင်းလိုကျင့်ဆိုတာထောင်းကပေါက်စားလေးတုန်းကလက်ရလို့ပဲကြည့်မကောင်းအမွေတောင်မဆုံးခင်ကထောင်းကရုပ်ဆိုးတယ်ဒါပေမဲ့အသက်ရွယ်
ရလာတဲ့ခါကျတောင်းကလှပါအဲ့ဒါကိုပြောတာတောင်းလို့ကျင့်ဆိုတာကြီးလေးလှလေးဖြစ်ရမယ်နော်ခွေးကြတော့အဲ့လိုမဟုတ်ခွေးပေါက်စာလေးကမတမချစ်စရာကောင်းတယ်နည်းနည်းကြီးလာလို့ရှိရင်အယုတ်ကဆိုးလာခွေးရဝဲစားလိုက်ရင်တော့ဘိုးဆိုးရောခွေးဝဲစားဆိုဖြစ်တယ်ဒါကြောင့်ခွေးလို့မကျင့်နဲ့တောင်းလို့ကျင့်လို့ရှေးကဆုံးမစကားလေးမှာအဲ့လိုပြောတယ်အဲ့တော့ဟုတ်ပြီဒီမှာ9ခုမြောက်ဘေကုန်းရဲ့အဖြေကို9ခုမြောက်အဖြေကိုမြတ်စွာဘုရားလတ္တပရဘောဇနာနမစ္စေသူများပေးတဲ့ကံနဲ့အစာကိုစားပြီးတော့ရှင်မူးမေးလျော့ပြီးတော့မနေရဘူးတဲ့အဲ့ဒါမှလောကကြီးထွက်ခွာနိုင်တယ်လို့သူဟောတယ်အဲ့တော့10ခုမြောက်အဖြေကတော့ဗာဖြေတော့ဆိုလောဘိသဘဝင်သဝိဘဝယဝိရတောစေရဏဗန္နာသဘိက္ခုသောတိဏကထံကထောဝိတံလောသမ္မာသောလောကေပရိပစေယလောကကြီးကထွက်ခွာဖို့အတွက်ဘာတွေလိုအပ်တုံးဆိုတော့ရှေ့ကအဖြေတွေနဲ့ခတ်ဆင်နေမယ်ဒါပေမဲ့လို့ဘာဖြစ်လို့ဒီဖြေတွေကထပ်ပြီးတော့မြတ်စွာဘုရားဟောနာတော့ဆိုတရားနာပရိသတ်ရဲ့အစ္စတရားဖြစ်လောက်တယ်နော်ဒီလူကဒီလူပြောမှသဘောကျတယ်ဆိုအဲ့ဒီ group လိုက်ရှိပုံရနတ်တွေထဲမှာလဲဒီတရားသဘောမကျသေးနောက်တရားနဲ့ပြောပြလိုက်တယ်ဒါမှဟတ္ထိတာပေါ့နော်မြတ်စွာဘုရားဟောလိုက်လို့ရှင်ဟတ္ထိသွားတာနှလုံးသားထဲရောက်သွားအဲ့လိုဖြစ်အောင်အဲကြောင့်မို့အထက်ထပ်ပြောနေတဲ့သဘောရှိတယ်လောဘိသဘဝင်သဝိဘဟာယလောဘဆိုဝိသမလောဘဝိသမလောဘကနတ်တွေလည်းရှိမှာပဲပြောလို့မရမမြတ်တဲ့လောဘမမြတ်တဲ့လောဘအဲ့ဒီဝိသမလောဘဖြစ်လို့လောဘရှိလို့နတ်တွေမှာလည်းပြဿနာရှိတယ်တခါတခါတရားမင်းကြီးကဆုံးဖြတ်ရတာရှိတယ်လေနတ်တွေမှာဘာပြဿနာရှိလို့ဆိုပိုင်ဆိုင်မှုနဲ့ပတ်သက်ပြဿနာရှိတယ်နတ်တွေကကိုယ်ဗိမာန်နဲ့ကိုယ်ဝင်းချံနဲ့ကိုယ်ဥယျာဉ်ဗိမာန်နဲ့ကိုနေကြတာအဲ့မှာရင်ခွင်နဲ့လာပြီးတော့ပေါ်လာလို့ရှိရင်သာသမီလို့ခေါ်တယ်ကိုယ့်ရဲ့ရင်ခွင်ထဲမှာလာဖြစ်ရင်သာသမီဟိုလိုမွေးရတာမဟုတ်နတ်ကရှင်ခွင်ထဲမှာဖြစ်တဲ့နတ်သားနတ်သမီးကိုသာသမီအိယာအနိပါတော့နတ်တွေလည်းအိပ်ပုံရတယ်အိယာရှိတယ်အဲ့အိယာကလေးအနိပါမှာဆိုလို့ရှိရင်နတ်သမီးဆိုရင်ဒါနတ်သမီးရဲ့မိဖုရားပေါ့နတ်သားရဲ့မိဖုရားအဲ့ဥယျာဉ်နဲ့တဏှာဗိမာန်တဏှာရဲဆိုလို့ရှိရင်အစေပါတယ်ဝေယဝဆလောက်ရတဲ့နတ်ကလည်းဝေယဝဆလောက်ရသေးတာပဲနော်အဲ့ဒါဗျကြမ်းတိုက်တာတပြက်စီးလဲတာတွေလှုပ်သလားတော့မသိဘူးနတ်ကလည်းသူကပျော်စရာတွေလှုပ်သေးတာ哦ကြည့်ရလားအေရဝံဆင်ဆိုတာနတ်သားပဲသူကတရားမင်းကြီးစီးဖို့အတွက်သူကဆင်လောက်ရတာကြောက်ဆရာဆင်နေလို့နေမှာပေါ့ဆင်လို့ဖန်တီးပြီးတော့တရားမင်းကြီးစီးဖို့အတွက်သူကဆင်ကြီးဖန်ဆင်းပြီးတော့ဥယျာဉ်ထွက်တဲ့အခါမှာတော့တရားမင်းနေနဲ့ကနတ်သားတွေစီးဖို့ရအတွက်အပေါ်မှာဟိုစတိတ်ခုံတွေပါသေးတယ်နတ်သမီးတွေကအဲ့ဒီမှာကကြဆင်ကြီးကလည်းကြီးကြီးဆိုခေါင်းတွေကလည်းအများကြီးအဲ့ဒီပေါ်မှာစတိတ်ခုံတွေပါတဲ့အကတွေအဖြေပြောတွေနဲ့အဲ့လိုသွားတယ်အဲ့တော့နတ်ပြည်မှာကတိရစ္ဆာန်မရှိဘူးလူပြည်မှာတော့တိရစ္ဆာန်တွေပေါ်တယ်မျိုးစုံရှိတယ်နတ်ပြည်မှာတော့မရှိဘူးအဲ့တော့နတ်ပြည်မှာတရားမင်းကြီးကနိုင်ထားဆိုင်တယ်လို့ဘာလို့ဆိုတာအဲ့ဒါနတ်သားတွေပဲလူပြည်တော်ကတိရစ္ဆာန်တွေကလည်းဝါသနာကိုမစွန့်နိုင်လို့နတ်ပြည်ရောက်တော့လေတိရစ္ဆာန်လုပ်နေရတာထမရဲ့ကြားတော်ဆိုးတယ်နော်အဲ့တော့ဝါသနာကိုစွန့်နိုင်ကောင်းမစွန့်နိုင်ဘူးဆိုရင်နတ်ပြည်ရောက်ရတဲ့နဲ့သူကတိရစ္ဆာန်လုပ်နေရတယ်ဆိုတဲ့မဟုတ်လူပြည်မှာလည်းပဲကြည့်ရလား
အနုပညာဆိုပြီးတော့ဇက်ခွန်လို့တဲ့ကလူရှင်တော်လှုပ်တဲ့လူကလည်းလူရှင်တော်မင်းသားလှုပ်တဲ့လူကမင်းသားမင်းသမီးလှုပ်တဲ့လူကမင်းသမီးဆိုင်သမားလှုပ်တဲ့သူဝါသနာနဲ့သူလှုပ်ကြတာပဲလေဝါသနာကမတူဘူးလေဝါသနာအရာလှုပ်ကြတာနှဲမုတ်တဲ့လူဆိုဘလောက်ပင်မှန်းတော့ဒါပေမဲ့သူကနှဲမုတ်ချင်တာဆိုင်မတီးချင်ဘူးနှဲမုတ်ချင်တာဒါအောင်နှဲပဲမုတ်ဝရခုတ်တီးတဲ့သူကလည်းဝရခုတ်ပဲတီးချင်တာနေမှာပေါ့အဲ့လိုတူရိယတွေလည်းသူကနဲ့သူရှိတာနတ်တွေမှလည်းပဲအဲ့တိုင်းပဲသူ့ရဲ့စိတ်နေသဘောထားအတိုင်းသူတို့လုပ်ကိုင်ဆောင်ရကြတာအဲ့တော့နတ်ပြည်မှာလည်းပဲအပျော်ပါဥယျာဉ်ထွက်ကြတဲ့အခါမှာမြင်းစီထွက်တာလည်းရှိမှာပဲဆင်စီထွက်တာလည်းရှိမှာအဲ့ဒါတွေရှိမှာအဲ့ဒီဆင်နေမြင်းတွေကဘယ်သူတွေတုံးဆိုလို့ရှိရင်ဒီနတ်တွေပဲသူတို့ဆင်လိုရတဲ့နတ်ရှိမယ်မြင်းလိုရတဲ့နတ်ရှိမယ်တို့ဟာတွေရှိတယ်ဝိသုဝံတို့ဒီဘလူးတွေဘာတွေကစားထဲမှာပါတာဆိုလို့ရှိရင်ညအိတ်နေရင်လူတွေကိုလည်းစီးတတ်တယ်ဒါမို့ဝိသုဝံမင်းကြီးတို့အဲ့ဒီဘလူးတွေကလူကိုစီးတတ်တယ်ဒါမို့ဘလူးစီးတယ်လို့ပြောတာတချို့ဆိုဘလူးကသူ့ကိုစီးပြီးတော့ခီးသွားနေတာအတော်နဲ့အိပ်ရမနိုးဘူးတဲ့အဲ့သူကတီကိုကျွန်တော်ကတခါကြီးတယောက်ကြောင်းလာပြီးတော့အိပ်တနေ့ကုန်အိပ်တာအိပ်ရထားတော့အဲ့ဒီကြောင်းကရန်တော့မေးတယ်တခါကြီးအိပ်လာကြီးလားလို့ဆိုရှင်ပြားတဲ့တညလုံးတပည့်တော့ဘလူးစီးခံနေရတယ်ဆိုဘလူးစီးတဲ့နော်အဲ့ဘက်ထဲမှာအဲ့ဒါသူတို့ခေါ်ရလိုက်ပြီးတော့ကြောကုန်းပြီးပို့ရတယ်လို့ပြောတယ်အဲ့ဒါဘုရားတရားသံဃာယေရဏသုံးပါးကိုစိတ်ကတဲ့ပုဂ္ဂိုလ်ကြတော့မစည်းနိုင်ဘူးတဲ့ဒါကြောင့်မို့အဲ့ဒါဘုရားလေးပါလေးရှိခိုးအိနိုးဆိုထလာစည်းနေတယ်မလို့သူခေါ်ရလိုက်ပြီးတော့ကြောကုန်းပြီးတော့ပို့နေရမယ်အဲ့ဒါကိုနရဝဟနလို့ခေါ်တယ်လူကိုစီးပြီးတော့သွားတာနဲ့အဲ့ဒါမျိုးတွေလည်းရှိတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့နတ်နဲ့လူတွေကနီးစပ်လို့ပြဿနာဖြစ်တယ်ဆိုတာခုနကကိုယ်ပိမှန်နဲ့ဖြစ်ရင်ကိုယ်ပိုင်နဲ့နတ်တွေရဲ့ဟိုဘက်ပိမှန်ဒီဘက်ပိမှန်ဂျာစัจ ကြားမှာလာဖြစ်ပြီဆိုရင်ဟိုဘက်နဲ့တိုင်းလဲပေးအကိုက်ဒီဘက်ကတိုင်းလဲပေးဘ ਹੁ မှာလာဖြစ်ပြီဆိုရင်သူပိုင်နဲ့ငါပိုင်နဲ့အငင်းပွားရတယ်အဲ့ဒါကြတရားမင်းစီရောက်တော့တရားမင်းကသူကတခါတလေသူသိမ့်ယူလိုက်တယ်ပေါ့တရားမင်းကြီးကျတော့ပေးတယ်တော့ကျန်တဲ့နတ်တွေကတော့အဲ့လိုပဲသူရကျင်နဲ့ငါရကျင်နဲ့အငင်းပွားရင်တရားမင်းကသွားပြီးတော့သူကသိမ့်ယူလိုက်တယ်အဲ့ဒါမျိုးတရားမင်းကလည်းပြဿနာတွေဖြေရှင်းရတာရှိတယ်ပြောတယ်နတ်ပြည်မှာနော်အမျိုးတွေရှိတယ်တော့နတ်နဲ့ပတ်သက်ပြီးတော့အခုကလည်းနတ်တွေကိုဟောနေတာဆိုတော့ဒီမှာလောဘင်္စဘဝင်္စဝိပဟာယလောဘနဲ့ဘဝစွန့်ပယ်ပြီးတော့တဲ့ဝိရတောစေရဏဘာနာစာသူများတဲ့ကိုတတ်တာတို့သူများကိုချုံနှောင်ဖမ်းဆီးတာတို့အဲ့ဒါတွေကရှောင်ကြရမယ်ဒါကိုချင်းသီလနဲ့ပတ်သက်လာပြန်သောတိဏကထံကထောဝိတံလောကထံကထဆိုတာမဆုံးဖြတ်နိုင်လို့တန်တရားရှိနေတာအဲ့ဒီတန်တရားရှိနေတာကိုတိဏကြော်လွှားနိုင်တယ်ဆုံးဖြတ်နိုင်သွားပြီလို့ပြောတာဝိတံလာဆိုတာတန်လာဆိုတာယင်ထဲမှာစူးနေတဲ့ဆွဲလန်းမှုတွေကိလေသာတွေဝိတံလာဆိုတာဆွဲလန်းမှုရှင်ထဲမှာစူးနေတဲ့ကိလေသာမရှိဘူးလို့ဒီလိုပြောတာနော်အဲ့တော့ဝိကတကတော့တန်တရားကိုကြော်လွှားပြီးတော့ရှင်ထဲမှာစူးဝင်နေတဲ့ကိလေသာမရှိတဲ့ယဟန်ဆိုယဟန္တာပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးသည်လောကကြီးကထွက်ခွာနိုင်ပါတယ်လောကကြီးကိုကျော်လွှားနိုင်တယ်တို့ဒီလိုမြတ်စွာဘုရားရှစ်ခုမြောက်အဖြေမှာဖြေဆိုထားတာဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပရိသတ်တို့မြတ်စွာဘုရားရဲ့အဖြေဟာ15မျိုးရှိပါတယ်ဒီနေ့10မျိုးထိအောင်မှတ်သားနိုင်ကြပြီနောက်ရက်တွေမှာဆက်ပြီးတော့မြတ်စွာဘုရားရဲ့အဖြေတွေကိုအ
အသေးစိတ်နာကြည့်ကြရအောင်ဒါကြောင့်မို့လောကကြီးရဲ့ဆန်းကျင်မှုတွေလောကကြီးကိုဖန်တီးနေတဲ့ကိလေသာတွေကာမဂုဏ်အာယုန်တွေတို့တွေဒီကိလေသာအာယုန်ကာမဂုဏ်တွေကလွတ်ကင်းအောင်ကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကျင့်ကြံပွားများကြိုးစားနိုင်ကြပါစေကုန်သတည်းရှိစေချာရှင်ဖယားဘုရားတပည့်တော်တို့သည်ဓမ္မအသိဉာဏ်ရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအသိဉာဏ်ရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ကျင်ပါပြုလို့ကြ၍အဘဒဒါနာဓမ္မဒါနာတရားလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝုထုအစွစွတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စွစွသည်နိဗ္ဗာန်ချမ်းသာအကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤအဖို့ဘာကကိုအမိအဖာအဖို့အဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏30ဘုံကျင်ဒီကုန်သောလုံးစုံများစွာတတ္တဝါတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏ကိုယ်စီကိုယ်ငှကုသိုလ်အမြတ်ကိုရရှိကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးရာဇာနာမြာမြာမြာယောမူကြပါကုန်တော်သာဓုသာဓုသာဓုအာလုံးရာဇာနာမြာမြာမြာယောမူကြပါကုန်တော်သာဓုသာဓုသာဓုအာလုံးရာဇာနာမြာမြာမြာ